ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အခန်းငယ်2ကနေ4ကိုဥစွာဖတ်လိုပါတယ်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အခန်းငယ်2ကနေ4ရဲ့အခန်းငယ်7ဖြစ်တယ်အခန်းငယ်1ကနေ2ကနေ4မှာငါညီအကိုတို့သင်တို့၏ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တီးခံခြင်းကိုပွားစေတတ်သည်ဟုသိမှတ်လျက်အထူးထူးအပြားပြားစုံစမ်းနှောက်ယှက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတက်ဖြစ်သည်ဟုမှတ်ကြလော့သင်တို့သည်အလင်းမချို့တဲ့ပဲစိတ်ဆက်စုံလင်မည်အကြောင်းတီးခံခြင်းစိတ်သည်အကုန်အစင်ပြုပြင်ပါစေအခန်းငယ်7မှာတော့စုံစမ်းနှောက်ယှက်ခြင်းကိုတီးခံသောသူသည်မင်္ဂလာရှိအကြောင်းမူကားစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှသခင်ဖျားကိုချစ်တော်သူတို့အားဂတိထားတော်မူသောအသက်တရဖူကိုရလိမ့်မည်နှုတ်ကပတ်တော်တမန်ကျမ်းစာအပြင်စုံစမ်းနှောက်ယှက်ခြင်းများကိုတီးခံခြင်းဖြင့်ဂတိထားတော်မူသောအသက်တရဖူကိုစုခူးနိုင်တော်သူများဖြစ်နိုင်ကြပါစေစုံစမ်းခြင်းကိုကျွန်တော်မကြိုက်ပါဘူးအေးစီးလေးပဲနေခြင်းနဲ့ဒါပေမဲ့အေးစီးလေးပဲနေတဲ့အခါမှာဘုရားရဲ့ကောင်းမြတ်ကြောင်းလည်းမသိဘူးဒုက္ခဆင်းရဲလည်းကျွန်တော်သိမှာမဟုတ်ဘူးခုနပြောသလိုစုံစမ်းနှောက်ယှက်တာစုံစမ်းတာဘုရားကစုံစမ်းတာနှောက်ယှက်တာကစာတန်ကနှောက်ယှက်တာဘုရားကသူ့ကိုဘယ်လောက်ချစ်လဲသူ့ကိုဘယ်လောက်ယုံလဲသူ့စကားဘယ်လောက်နားထောင်လဲဆိုတာကိုမိမျိုးပေါင်းစုံနဲ့စုံစမ်းပါတယ်ဒီမှာလည်းဗာပြောလဲဆိုတော့သင်တို့ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်းအရာသည်တနည်းအားဖြင့်စစ်ကြောခြင်းကယုံကြည်ခြင်းကိုစစ်ဆေးတာဖြစ်တယ်နင်ကဘယ်လောက်ယုံလဲ။ဩပါဇက်ကတော့ယုံနေဆိုပြီးတော့မှအခက်ခဲလာဒီဘုရားကိုထိုင်ကလော်တုတ်နေလို့ကတော့ကျွန်တော်တက်တာဘာမှထူးမှာမဟုတ်ဘူး။ဒီလောက်ဆူတောင်းနေတာဒီဘုရားဘယ်ရောက်နေလဲ။အဲ့ဒါမျိုးတွေနဲ့စာတန်ကကျွန်တော်တို့ကိုအမြဲတမ်းလှည့်စားပါတယ်။တာမန်ချိန်တော့မချီးမွမ်းနိုင်တာစုံစမ်းခြင်းထဲမှာဘူးမှမချီးမွမ်းနိုင်ပါဘူး။ဒါပေမဲ့ကျမ်းစာကအဲ့ဒီစုံစမ်းခြင်းကိုတီးခံခြင်းကိုပွားစေတယ်ရင့်ကျက်စေတယ်လို့ကျွန်တော်တို့ကပြောတယ်။အထူးထူးအပြားပြားစုံစမ်းနှောက်ယှက်ခြင်းနဲ့စုံစမ်းခြင်းတော့မှအမျိုးမျိုးရှိသေးတယ်။ကျမ်းမာရေးချို့တဲ့တာရှိမယ်။မပြေတဲ့တာရှိမယ်။နားလေလွဲကြတယ်ပြစ်တာရှိမယ်။တယောက်နဲ့ဘာမဟုတ်တာလေးတွေနဲ့အိုးအများကြီးမှအများကြီးပဲစာတန်လှည့်သားတဲ့အထဲမှာအဲ့ဒီအထူးထူးအပြားပြားစုံစမ်းနှောက်ယှက်ခြင်းနဲ့တွေ့ကြုံတော့ကဝမ်းမြောက်စရာအကြောင်းတက်ဖြစ်ပြီးဟုမှတ်ကြလို့။ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့အသက်တာမှာကျွန်တော်စဉ်းစားတဲ့အရာနဲ့တမန်ကျမ်းစာနဲ့အမြဲဆန့်ကျင်ဘက်တွေကြီးပဲကျွန်တော်တို့ကအမြဲတမ်းအုံနောက်မိသလောက်ပဲစဉ်းစားတယ်ဒါပေမဲ့တမန်ကျမ်းစာက unlimited God ဖခင်ကဘယ်လိုခေါ်မလဲ limit မရှိဘူးကောင်းကြီးပေးတဲ့အခါမှာကျွန်တော်သတ်မှတ်ထားသလောက်မဟုတ်အစများစွာကောင်းကြီးပေးခြင်းနဲ့ဖခင်ဖြစ်တယ်ဒါပေမဲ့သူ့ကိုကျွန်တော်ဘယ်လောက်ယုံလဲဆိုတဲ့ပုံမှာမူတည်တယ်ဒါကြောင့်မလို့ယေရှုကနမိတ်လက္ခဏာတွေလုပ်တဲ့အခါမှာသင်ယုံကြည်ခြင်းတွေသင်နာကိုငြိမ့်စေပြီလို့အမြဲတမ်းပြောတာဖြစ်တယ်မင်းတို့ယုံကြည်ခြင်းကဘယ်ရောက်နေတာလဲလို့သူအမြဲတမ်းပြောတယ်မယုံကြည်သူဘာမှမလုပ်ပါဘူးဒါပေမဲ့ယုံကြည်တဲ့လူကတော့စုံစမ်းခြင်းကိုမကြိုက်ပေမဲ့အခုစုံစမ်းခြင်းလာပြီဆိုလို့ရှိရင်ဘုရားငါ့ကိုကောင်းချီးပေးတော့မယ်အဲ့ဒီလိုစဉ်းစားတဲ့လူကနောက်စုံစမ်းခြင်းကိုမကြောက်ပဲနဲ့စုံစမ်းခြင်းကိုမျှော်လင့်နေတယ်စုံစမ်းခြင်းလာရင်ငါကောင်းချီးခံစားရတော့စုံစမ်းခြင်းဆိုတာလေကတိလိုပဲတဲ့လေကတိဆိုတာနေပြီးတက်မှအပေါ်ကိုရောက်တာဖြစ်တယ်စုံစမ်းခြင်းတွေကိုကျွန်တော်တို့ကကြောက်လန့်မနေပဲနဲ့ယေရှုနာမနဲ့ချနှင်းလိုက်အဲ့ဒီစုံစမ်းခြင်းကကျွန်တော်တို့အတွက်လေကတိတွေဖြစ်လာနောက်တစ်ခါစုံစမ်းခြင်းလာရင်သင်ယေရှုနာမနဲ့ချနှင်းလိုက်ပါသင်ရဲ့ဝိညာဉ်သက်တာမြင့်တက်လာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဒီမှာစုံစမ်းနှောက်ယှက်ခြင်းကိုသီးခံတော်သူဒီမင်္ဂလာရှိတယ်ဘာမှမလုပ်ဘဲနဲ့နားမလဲပေမဲ့ကိုရောမခံနိုင်ဘူးနော်ဒါပေမဲ့ကိုရောခွန်အားပေးပါသီးခံနိုင်မှုခွန်အားပေးပါဒီစုံစမ်းခြင်းကိုကြော်လွှားနိုင်ဖို့ကိုရောလမ်းပြပါလို့အဲ့ဒီလိုမျိုးဖရားထဲမှာအပ်ထားတဲ့အခါမှာစစ်ကြောစုံစမ်းခြင်းကိုခံပြီးမှလို့ပြောတယ်သခင်ဘုရားကိုချစ်တော်သူတို့ဟာဘုရားကိုမေတ္တာမပြတ်ဘူးဘုရားကကျွန်တော်တို့ဘလောက်ဆိုးဆိုးမေတ္တာမပြတ်တယ်လို့စုံစမ်းခြင်းတဲ့မှာလည်းအဲ့ဘုရားကိုဆက်ပြီးတော့မှတင်ချစ်တတ်မယ်ဆိုရင်ဂတိထားတော်မူသောအသက်တရဖူကိုရလိမ့်မည်ဘုရားကအသက်တရဖူတော်ကျွန်တော်တို့အတွက်ပြင်ထားတဲ့ဘုရားရှင်ဖြစ်ပါတယ်ဒါကြောင့်စုံစမ်းနှောက်ယှက်ခြင်းတွေကိုသိခံခြင်းအပြင်ဂတိထားတဲ့ဘုရားသခင်ရဲ့တရဖူကိုအရောက်စီတဲ့ခံစားရဖို့ဘုရားကောင်းကြီးပေးပါစေလူတိုင်းကြုံတွေ့ရတဲ့အခက်အခဲတွေနားမလည်နိုင်မှုတွေအဲ့ဒါတွေကတာ၍ကောင်းမွန်တဲ့အခြေအနေကိုပို့ဆောင်ဖို့ယုံကြည်ခြင်းကိုတိုးပွားဖို့ရင့်ကျက်ဖို့အလိုတော်ကိုဝန်ခံချီးမွမ်းတတ်ဖို့ကျွန်တော်တို့ကိုတွင်တင်နေတာ
ဖြစ်ပါတယ်ကျမ်းစာထဲမှာတာရကတွေအများကြီးရှိပါတယ်ဥပမာကျွန်တော်ခဏကြားမှုတဲ့ယောဘအကြောင်းတော့အရန်ပြောလို့ဟောလို့ကောင်းတာပဲကိုမမခံရတာဟုတ်နော်ယောဘခံရတာကလောကစကားနဲ့ပြောမှဆိုစုပ်ပြတ်တတ်သွားတာတရက်ထဲမှာနော်ကျွန်တော်တို့ခံရတဲ့ဒီခေါင်းကိုက်တာဖတ်အောင်လာတော့လေမဟုတ်သေးဘူးကိုကအရန်ချစ်တဲ့လူကကိုပြစ်သွားလို့အမလေးမခံမရနိုင်ဖြစ်နေတာအဲ့ဒါကိုကချစ်တာဟိုကသူ့ကကိုချစ်တာမဟုတ်ဘူးအဲ့ဒါကြီးကိုခံစားပြီးတော့မှဒုက္ခလို့ထင်နေတာအဲ့ဒါဒုက္ခမဟုတ်ဘူးကိုပြစ်သွားကိုလည်းပြန်ပြစ်လိုက်အဲ့ဒါမှပြတ်မှာမအေးပါရှင်းလေးပဲဒီလောက်လေးနဲ့တော့ကျွန်တော်စိတ်ဓာတ်ကြစရာအကြောင်းမရှိဘူးယောဘကတရက်ထဲမှာသာသမီတွေအားလုံးဆုံးသွားတယ်သူ့ရဲ့ပိုင်ဆိုင်တဲ့တိုးတွေနွားတွေကလအုပ်တွေအားလုံးအိမ်ရောအားလုံးပျက်စီးသွားတာအဲ့ဒီယောဘအကြောင်းကိုယောဘဝတ္ထုခန်းကြီး73ကနေ19ဖတ်ကြည့်ရင်ယောဘရဲ့ပစ္စည်းဥစ္စာဆုံးရှုံးသွားတာတွေကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဒါပေမဲ့ယောဘကအဲ့ဒီလောက်တုံစမ်းနှောက်ယှက်ခြင်းပစ္စည်းဥစ္စာတွေဆုံးရှုံးခြင်းဒီသူ့ရဲ့ပိုင်ဆိုင်မှုဆုံးရှုံးတာလည်းမဟုတ်ဘူးနော်သူ့ရဲ့ခန္ဓာကိုယ်မှာတော့အနှစိမ့်တွေပေါက်ပြီးတော့မှကျမ်းမာရေးပါချို့တဲ့သွားတာဒါပေမဲ့ယောဘကအဲ့ဒီယောဘဝတ္ထုအခန်းကြီး1အခန်းငယ်20ရဲ့အဆုံးပိုင်းကနေ22ကိုဖတ်ကြည့်ရင်ငါသည်အဝတ်မပါဘဲအမိဝမ်းထဲကထွက်လာ၏အဝတ်မပါဘဲအမိဝမ်းထဲသို့ပြန်သွားတော့မည်ထာဝရဘုရားပေးတော်မူ၏ထာဝရဘုရားလည်းရုပ်သိမ်းတော်မူ၏ထာဝရဘုရား၏နာမတော်သည်မင်္ဂလာရှိပါစေတည်းတဲ့ဘုရားပေးလို့ရတာတဲ့အခုဘုရားပြန်ယူသွားတယ်ငါမှဘာမှဆုံးရှုံးတာမရှိဘူးတဲ့မွေးတော့လည်းဘာမှပါလာတာမဟုတ်ဘူးအခုကြွယ်ဝလာချမ်းသာတွေကဘုရားပေးတာဟာတွေဘုရားပြန်ယူသွားတာပဲတဲ့ तू ကအရင်တိုင်းပဲတော့ဒီမှာထာဝရဘုရား၏နာမတော်သည်မင်္ဂလာရှိပါစေတည်းဘုရားတော်မှ तू ကချီးမြှောက်လိုက်သေးတယ်ဒီနေ့ကျွန်တော်တို့ကတော့ဗာမုတ်တာလေးနည်းနည်းလေးခက်ခဲတာနဲ့အမြင်မကြည်တာနဲ့ဘုရားကိုကျွန်တော်တို့အမြဲတမ်းအပြစ်တင်တယ်ကိုယ့်ဘက်ကိုတော့ကိုယ်ဘယ်တော့မှပြန်မစစ်သေးဘူးဘုရားဘာလို့လို့ကဘုရားအဲ့ဒါမျိုးတွေနဲ့ကျွန်တော်တို့ကခဏဘုရားကိုပြန်ပြီးတော့မှဝေဖန်မိပါတယ်အခန်းငယ်22မှာယောဘသည်ဤမှုများနှင့်တွေ့ကြုံတော်လဲမမှားယွင်းထာဝရဘုရားကိုလည်းအပြစ်မတင်ပဲနေ၏တဲ့သူ့မိန်းမကိုယ်တိုင်ကအားပေးတယ်နော်ကျမ်းစာဖတ်ရင်ကျွန်တော်သိမယ်ဒီဘုရားကိုကိုးကွယ်အောင်မလားတဲ့စွန့်ပြီးတော့မှတည်လိုက်ပါလားတဲ့သူယောက်ျားကိုလာအားပေးတယ်နော်ဘာမှမရှိတော့ဘူးလေယောဘဘာပြောလဲမင်းမိုက်လို့စကားမပြောနဲ့ဘုရားလက်ထက်ကငါတို့ကောင်းကြီးခံစားရတယ်ဒုက္ခဆင်းရဲကိုလည်းဘုရားပေးလေငါတို့ခံယူနိုင်ရမှာပဲယောဘကနှုတ်ဖြစ်မြမမှားယွင်းလို့ရေးထားပါတယ်အခန်းကြီး9အခန်းငယ်10ကနေ9မှာတော့ယောဘဝတ္ထုအခန်းကြီး9အခန်းငယ်10ကနေ9မှာငါမူကားဘုရားခင်ကိုမျှော်လင့်၏ကိုမှုကိုဘုရားခင်၌အပ်မည်ဘုရားခင်သည်ကြီးသောအမှုစစ်၍မကုန်နိုင်သောအမှုရေတွက်၍မဆုံးအံ့ဩပွေသောအမှုတို့ကိုပြုတော်မူ၏နားမလည်နိုင်ပါဘူးလို့မှမခံစားနိုင်တဲ့အရာဖြစ်တယ်အဖက်ဖက်ကနေဆုံးရှုံးသွားတာဖြစ်တယ်ဒါပေမဲ့သူကိုးကွယ်တဲ့ဘုရားကဘလို့မှစစ်ကြောအုံနောက်နဲ့လိုက်လို့မမီတဲ့ဘုရားဖြစ်တယ်စစ်၍မကုန်နိုင်တဲ့အမှုရေတွက်လည်းမဆုံးတဲ့အံ့ဩပွေအမှုကိုပြုနိုင်တဲ့ဘုရားရှင်ဖြစ်တယ်တဲ့ဒါကြောင့်အဲ့ဒီဘုရားကိုပဲမျှော်လင့်မယ်အဲ့ဒီဘုရားကိုပဲအသက်တာကိုသူအပ်မယ်ဆိုပြီးတော့မှသူအနံခဲ့တယ်သူရဲ့တငယ်ချင်းတွေကလည်းအားပေးတရားရောင်နဲ့လာပြီးတော့မှတော့ကျွန်တော်ကြုံမှုမှာပေါ့နော်နေထိုင်မကောင်းလို့ဆေးဥတွေရောက်တဲ့အခါမှာလာပြီးတော့မအားပေးတယ်ဆူတောင်းပေးနေမယ်နော်လို့ပြောသွားတယ်နင်ဘာတွေသွားစားပြီလို့လဲနင်ဘာသွားလုပ်ပြီလို့လဲနေထိုင်နေလာပြီးတော့သူကစုံစမ်းခြင်းခံရပါတယ်ဆိုမှနင်တို့ကကောင်းကောင်းမှမနေတာဘုရားစကားမှနားမထောင်တာကြားလာမှမပတ်တာစုမှမတောင်းတာဘုရားကြောင့်မှမတက်တာဆိုတော့လာလိမ့်မယ်သူတကယ်ချင်းလည်းဒီလိုပဲဘုရားအရန်ဖြောင်းမှတ်တာတဲ့မင်းအပြစ်မရှိပဲတော့မင်းကိုစီရင်မှာမဟုတ်ဘူးတခုခုတော့မားနေလို့ဖြစ်ပါလိမ့်မယ်တဲ့အောင်မလီသူတို့ကတော့တော်တော်ပဲသူတို့ပတ်ဝန်းကျင်မှာလည်းဒီလိုပဲယောဘတော်မှဇဝေဇဝါဖြစ်သွားတယ်ဖယားသူမိကုန်းနေအများကြီးထုတ်တယ်ကိုတော့တဲ့ကျွန်တော်မမွေးလာတာမှကောင်းအောင်ပဲကျွန်တော်လည်းမိကုန်းထုတ်ခွင့်ရှိပါတယ်ဒါပေမဲ့နောက်ဆုံးမှာယောဘကသူ့ကိုအားပေးသူလိုလာပြီးတော့မှရှုံချတဲ့တငယ်ချင်းတွေကိုခွင့်လွှတ်ပြီးတော့မှသူဆုတောင်းပေးလိုက်တဲ့အခါမှာကျွန်တော်ခွင့်လွှတ်ခြင်းကရာရေးကြည့်ရနော်ကျွန်တော်ခွင့်လွှတ်လိုက်တဲ့အခါမှာ
ဟိုလူကနောက်မှလွတ်တာအရင်ကိုကလွတ်သွားတာကိုကလွတ်လိုက်တာနဲ့ကိုကပေါ့ပါသွားတယ်ရှင်လန်းသွားတယ်ဝမ်းမြောက်သွားတယ်ယောဘကအဲ့ဒီယောဘဝတ္ထုခန်းကြီး42အခန်းငယ်30မှာယောဘသည်အဆွေခုံမျိုးတို့အဖို့ဆုတောင်းပြီးမှသူခံရသောဒုက္ခအကြောင်းကိုထာဝရဘုရားသည်ပယ်ရှင်း၍အရင်ထက်နှစ်ဆသောဥစ္စာကိုပေးတော်မူ၏ထိုဘုရားနာမတော်၏ဘုန်းကြီးပါစေအရင်ထက်နှစ်ဆသောဥစ္စာတော့ကျွန်တော်ရမ်းကြိုက်တယ်နော်ဒါပေမဲ့ယောဘလူတော့ဘယ်သူမှသုံးသပ်ခြင်းမခံချင်ဘူးယောဘလောက်လည်းမခံရပါဘူးဘာမှစိတ်မပူနဲ့ဘုရားသခင်ကသူဘယ်တော့မှမျက်နှာအပြတ်မကဘူးနော်သူစုံစမ်းလို့မရတဲ့လူကိုမစုံစမ်းဘူးသူ့ကိုတစ်ချိန်လုံးကလော်ထုတ်တဲ့လူကိုသူမစုံစမ်းဘူးဒါပေမဲ့သင်ကောင်းကြီးလိုချင်တယ်ဆိုရင်တော့စုံစမ်းခြင်းကတင့်အတွက်ကောင်းကြီးမင်္ဂလာရတကားဖြစ်တယ်ဆိုတော့သင်နားလည်သွားတဲ့အခါမှာတော့စုံစမ်းခြင်းကိုတော့မှမျှော်လင့်တတ်တဲ့လူဖြစ်လာမှာဖြစ်တယ်ယောဘလည်းနားမလည်ခဲ့ပါဘူးတို့ရာတွင်သူဖျားကိုပဲမျှော်လင့်တယ်ဖျားကိုပဲတန်းတတယ်ဖျားသခင်အောဝယ်မှုစိတ်ရမကုန်တဲ့အမှုကိုပြုနိုင်တဲ့ဖျားရှင်ဖြစ်တယ်ဒါကြောင့်မလို့ကိုရောသူတို့ကိုလည်းခွတ်လွတ်ပါလို့သူခွတ်လွတ်လိုက်တဲ့အခါမှာအောင်းဖို့ရောင်းကောင်းတယ်နော်ယောဘဝတ္ထုအခန်းကြီး42နဲ့အခန်းကြီး1နဲ့ရှင်ပြီးဖတ်ကြည့်နှစ်ဆအတိအကျဘုရားကောင်းကြီးပေးတာဖြစ်တယ်သူဆုံးရှုံးသွားတဲ့သား9ယောက်သမီး3ယောက်ကိုလည်းပြန်ပေးသေးတယ်အဲ့ဒီသမီးတွေကအဲ့တနိုင်ငံလုံးမှာအချောဆုံးပဲတဲ့ဟာလေလုယာကောင်းတာတွေတော့ကျွန်တော်ရမ်းကြိုက်တယ်နော်ဘုရားပြန်အဲ့ဒီကောင်းတာတွေမပေးခင်မှာကျွန်တော်တို့ကိုစုံစမ်းတယ်စုံစမ်းခြင်းတဲ့ကနေကောင်းကြီးပေးနေတဲ့ဘုရားကယေရှုခရစ်တော်ဘုရားဖြစ်တယ်ဟာလေလုယာဒါကြောင့်မို့ကျွန်တော်သက်တာအထဲမှာဘာမသိညာမသိနဲ့စုံစမ်းခြင်းပဲပြောနှောက်ယှက်ခြင်းပဲပြောအဲ့ဒီဟာတွေကိုနားမလည်တဲ့အရာတွေကိုမဖြစ်ချင်တဲ့အရာတွေကိုမကြုံကျင်တဲ့အရာတွေကြုံလာတဲ့အခါမှာယေရှုတော်ကိုချီးမွမ်းပါစပြီးတော့မှယေရှုတော်ချီးမွမ်းကြည့်အဲ့ဒီအကျင့်လေးလုပ်ကြည့်ပါအပြစ်တင်မဲ့စာယေရှုတော်ချီးမွမ်းကြည့်ယေရှုတော်ချီးမွမ်းတဲ့အကျင့်လေးလုပ်လာတဲ့အခါမှာတော့အပြစ်တင်တာတွေကလျော့လာတယ်ကိုတော့ယေရှုတင်တယ်ကျွန်တော်တခါဒီမှာပြောဘူးတယ်နော်ကျွန်တော်ပြောင်းတဲ့အခါစတော့ခြေတော့ခွဲထားတော့အိမ်မာနေတယ်ဘယ်မှသွားလို့မရဘူး God channel မှာကြည့်တယ်စာအုပ်တွေဖတ်တယ်ကျမ်းစာများအဖေဖတ်တဲ့အခါမှာအဲ့ဒီနိုင်ငံမှာလင်မယား2ယောက်ရှိတယ်ဟာလာသူတို့အဖေကအရက်ဆွဲထီတာတဲ့ဆိုတော့ဘုရားတော်ရှိခိုးတော့ဆရာကတရားဟောတယ်တဲ့ဘာပဲဖြစ်ဖြစ်ကျေးဇူးတော်ချီးမွမ်းပါဘာကိစ္စဖြစ်ဖြစ်ကျေးဇူးတင်လို့ပြောပါဆိုတော့တယောက်ရဲ့အဖေပေါ့နော်တယောက်ကတော့ရောက်ခမပေါ့အဲ့တော့လင်မယား2ယောက်ကစဉ်းစားတယ်ငါတို့အဖေအရက်ဆွဲတာဘယ်လိုကျေးဇူးတင်လဲကိုတော့အဖေအရက်တောက်လို့ကျေးဇူးတင်တယ်လို့ပြောရမှာရတမျိုးကြီးပဲတဲ့ဒါပေမဲ့ဆရာပြောတဲ့အတိုင်းပဲပြန်ပြီးတော့မှကိုတော့ကျေးဇူးတင်တယ်ဘလို့ပဲဖြစ်ဖြစ်ကျေးဇူးတင်တယ်မကြခင်မှာကျွန်တော်တို့အဖေကိုကိုတော့ဒီရက်သမားချီနှောင်ချင်းတွေကလေကိုတော့လွတ်မြောက်ခွင့်ပေးတော့မှဖြစ်လို့ကျေးဇူးတင်တယ်ဆိုသူတို့ချီးမွမ်းတယ်တပတ်ကြာတဲ့အခါမှာသူတို့ဖေကိုသွားလဲအဖေနဲ့ထိုင်စကားပြောတယ်အဖေဆိုတော့ကြောက်ရတာပေါ့နော်အားလုံးတီးအားလုံးတက်ဘာမှလည်းပြောလို့မရသူပြောတာပဲကိုကနားထောင်ရတာလေဒါပေမဲ့အဲ့နေ့ကျတော့အဖေကစပြီးမေးတယ်ဟုတ်ငါကြားနေတာတဲ့ဒီလိုပါလေဟိုယေရှုလားပါလားမူရစီဝါတွေပါဆွဲယေရှုနာမနဲ့ဆုတောင်းရတယ်ဆိုဟုတ်လားသူကပြောဟုတ်တယ်ဖေတဲ့တပီးတို့လည်းဆုတောင်းနေတယ်ကျေးဇူးတော်ချီးမွမ်းတယ်အဖေလည်းဆုတောင်းမှာစသည်ဖြင့်တော့အဲ့လိုမျိုးပြောနေဘာမှမကြောက်ဘူးတပတ်နှစ်ပတ်ပဲရှိတယ်သူတို့အဖေကလုံးဝရက်သမားဘဝကနေလွတ်မြောက်သွားတယ်ဟာလေလုယာကျေးဇူးတော်ချီးမွမ်းခြင်းရဲ့တကူဖြစ်တယ်နောက်ကျွန်တော်နားမလဲတဲ့အခါမှာအပြစ်တင်မဲ့စားကျေးဇူးတော်ချီးမွမ်းကြည့်ပါယောဘကအဆွေခေမှုတွေအတွက်သူခွင့်လွတ်ပြီးတော့မှသူချီးမွမ်းတဲ့အခါမှာနှစသောကောင်းကြီးကိုရတာဖြစ်တယ်အဲ့ဒီနှစကောင်းကြီးမရခင်မှာတော့သူအများကြီးစုံစမ်းခြင်းခံရပါတယ်ဒါပေမဲ့စုံစမ်းခြင်းထဲမှာဘုရားရဲ့ကောင်းကြီးမင်္ဂလာစီးစင်းရာတကားတွေပါတယ်ဆိုတာကိုကျွန်တော်ဆက်ပြီးတော့မှကြည့်အောင်နားမလည်နိုင်မှုတွေအတွက်ခေါင်းရှုပ်မခံမဲနဲ့ဘုရားခင်အလိုတော်ကိုဝန်ခံပြီးခွင့်လွှတ်ခြင်းနဲ့ဆုတောင်းအနံလိုက်ပါကိုယ်တိုင်လွတ်မြောက်ရုံကမကငြိမ်သက်ခြင်းဆုကျေးဇူးကောင်းကြီးမင်္ဂလာကိုဧကအမှန်ခံစားရမှာဖြစ်တယ်ကိုလောသဲဩဝါဒစာခန်းကြီး3အခန်းငယ်73မှာကိုလောသဲဩဝါဒစာခန်းကြီး3အခန်းငယ်73မှာတယောက်၌တယောက်အပြစ်တင်စရာခွင့်ရှိရင်အချင်းချင်းသီးခံ၍အပြစ်ကိုလွတ်ကြလောခရစ်တော်သည်ဒီလိုအပြစ်ကိုလွတ်တော်မူတဲ့ကဲ့သို့ထိုနည်းတူပြုကြလောတယောက်နဲ့အပြစ်တင်စရာရှိရင်တောင်မှခွင့်လွတ်လိုက်ပါတဲ့ဘာဖြစ်လို့လဲဆိုတော့ခရစ်တော်တော်မှချစ်စရာမကောင်းတဲ့ကျွန်တော်တို့ကိုချစ်တယ်ကျွန်တော်တို့ကိုတော့အပြစ်လွတ်တဲ့ဘုရားကမင်းတို့လည်းအချင်းချင်းခွင့်လွတ်လိုက်ပါကျွန်တော်တို့ပဲလွတ်ရတာမဟုတ်ပါဘူးကျွန်တော်တို့ရဲ့အပြစ်တွေကိုဘုရားရှင်ကခွင့်လွတ်ထားတာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီနီးတူတဲ့
ကျွန်တော်အပြစ်ကိုခွင့်လွတ်တဲ့ဘုရားကသူ့ရဲ့မေတ္တာနဲ့ကျွန်တော်ကိုဆက်ဆံပြီးတော့မှကောင်းချီးပေးခြင်းတဲ့ဘုရားကနောက်တစ်ယောက်ကိုလည်းအဲ့ဒီမေတ္တာနဲ့ဆက်ဆံစေခြင်းတဲ့ဘုရားရှင်ဖြစ်တယ်။ကိုကဘုရားထံတော်ကောင်းကြီးယူလို့ခွင့်လွတ်ခြင်းတော့ရောသူ့ကြကိုကချီနှောင်ထားတယ်ဆိုရင်တော့ကောင်းကင်နိုင်ငံမှာလည်းချီနှောင်မယ်လို့ယေရှုကပြောခဲ့တာ။မင်းမြေကြီးမှာခွင့်လွတ်မှာမင်းကိုခွင့်လွတ်မှာလို့ပြောခဲ့တာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်အသက်တာထဲမှာတယောက်နဲ့တယောက်အပြစ်တင်စရာအခွင့်ရှိရင်သူကမားနေရင်တော့မှခွင့်လွတ်လိုက်ပါခွင့်လွတ်ခြင်းစရာမကောင်းရင်တော့မှယေရှုနာမနဲ့ဆုတောင်းပြီးတော့မှခွင့်လွတ်လိုက်ပါအချင်းချင်းသီးခံပြီးအပြစ်ကိုလွတ်ကြလို့ခရစ်တော်ဒီတို့အပြစ်ကိုလွတ်တော်မူတကယ်သူခရစ်တော်ကျွန်တော်တို့လွတ်ထားသလိုမျိုးထိုနည်းတူပြုပါတစ်ဖက်သားအမြင်နဲ့ဝေဖန်ပြစ်တင်နေမယ့်အစားဘုရားသခင်ထံတော်မှာအနံပြီးတော့မှခွင့်လွတ်ခြင်းနဲ့ကျွန်တော်အသက်ရှင်တတ်မယ်ဆိုရင်ရန်သူလို့ထင်ရတဲ့ထိုးနှက်ချက်တွေစုံစမ်းနှောက်ယှက်ခြင်းတွေထဲမှာဘုရားသခင်ကကောင်းကြီးမင်္ဂလာကိုဖြစ်စေတဲ့ဘုရားရှင်ဖြစ်ပါတယ်။ယာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20ကိုကြည့်ရင်600အခန်းကြီး20 600ဆိုတော့ယာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20မှာဒီကြရင်ဒီချာဆွတောင်းပြီးတော့မှပြန်ပတ်ကြည့်ပါ။အောဘွေရထူးခြားမှုတွေအများကြီးတွေ့ရမှာဖြစ်တယ်။အဲ့ဒီနေရာမှာမောဘအမျိုးရဲ့အာမုန်အမျိုးရဲ့အေဒုံအမျိုးဆိုတဲ့လူမျိုး၃မျိုးလောက်ပေါင်းပြီးတော့မှအဲ့ယူဒအမျိုးတွေရှိတဲ့ရှင်ဘုရင်ယောရှဖတ်နဲ့ယူဒလူမျိုးတွေကိုတိုက်ခိုက်ဖို့သူတို့နိုင်ငံကိုလာဝိုင်းတယ်သူတို့မှလည်းစစ်တပ်ရှိတာပဲလူမျိုးက၃မျိုးလို့ဆိုတော့သူတို့မတတ်နိုင်ဘူးတိုက်ရင်နိုင်မှာမဟုတ်ဘူးလို့ရှင်ဘုရင်ကတွက်တယ်ဒါပေမဲ့သူတို့စစ်တပ်ကိုအာမကိုပဲနဲ့ထာဝရဘုရားကိုအားကိုးတယ်တနိုင်ငံလုံးမှာအစာရှောင်ရအချင်းကိုကြော်ညာတယ်ဘုရင်ကိုယ်တိုင်ကအောက်ကိုဆင်းပြီးတော့မှနိုင်ငံသူနိုင်ငံသားတွေနဲ့အစာရှောင်တယ်ဆုတောင်းတယ်ဖယားသခင်ကိုပဲအနံတယ်ဖယားသခင်တမှာဆုတောင်းတယ်မိမိကိုယ်စွမ်းဉာဏ်စွမ်းနဲ့မတုံ့ပြန်မဲ့တဲ့ဖယားသခင်ကိုအားကိုးခေါ်လို့တဲ့အတွက်ကြောင့်မလို့အဲ့ဒီ600ခန်းကြီး20ခန်းငယ်7ကနေ73မှာအိုကျွန်ုပ်တို့ဖယားသခင်သူတို့ကိုမစီရင်ဘဲနေတော်မူမည်လောကျွန်ုပ်တို့ကိုတိုက်အံသောငါလာသောဤလုံးရင်းကြီးကိုကျွန်ုပ်တို့သည်စီးတားခြင်းကမတတ်နိုင်ပါအဘယ်သို့ပြုရမည်ကိုမသိပါကိုတော်ကိုသာမျှော်ကြည့်လျက်နေကြပါ၏ဆုတောင်း၍ယူဒလူအပေါင်းတို့သည်တာမယာသူငယ်တို့နှင့်တကွထာဝရဘုရားရှိတော်၌ရပ်နေကြ၏သူတယောက်တည်းမဟုတ်ဘူးနော်တာအောင်မရအောင်ခလေးတွေပါပါတယ်တခါလေကျွန်တော်တို့ကခလေးတွေကိုနော်ဘုရားရှိခိုးတဲ့အချိန်မှာမခေါ်ခြင်းဘူးခလေးဆိုတာငြိမ်နေလို့မရဘူးလေဆော့မှာပဲခလေးကတော့နေတို့ရှုပ်တယ်နေတို့မပါနဲ့အဲ့ဒါမျိုးတွေဒီမှာတာမယာသူငယ်နဲ့တကွထာဝရဘုရားရှိမှရက်နေကြတယ်ဘုရားကိုအော်ဟစ်တယ်အစာရှောင်တယ်တတ်နိုင်တယ်လို့ကိုတော်ပဲဆိုပြီးတော့မှသူ့ရဲ့ကိုယ်စွမ်းဉာဏ်စွမ်းတွေသူတို့မှရှိတဲ့လက်နဲ့တွေအာမကိုပဲနဲ့အဲ့ဘုရားကိုပဲအော်ဟစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုတစ်စိတ်သဘောနဲ့ဆူတောင်းတဲ့အတွက်ကြောင့်အခန်းငယ်15ကိုကြည့်တဲ့အခါမှာအိုယောရှဖတ်မင်းကြီးယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့နားထောင်ကြလောဘုရားခင်ကအဲ့ဒီချိန်တုန်းကပရောဖက်တွေရွေးပြီးတော့မှအဲ့ပရောဖက်အဖြစ်ဘုရားကအမြဲတမ်းစကားပြောတာဖြစ်တယ်ကျွန်တော်တို့ရဲ့ချိန်မှာတော့ကျွန်တော်တို့ကိုဒီနှုတ်ကပတ်တော်အဖြစ်ဘုရားကအမြဲတမ်းစကားပြောတာဖြစ်တယ်ဒါမှမဟုတ်လူတွေကနောက်ကျောင်းပြန်ပြီးတော့အခုပရောဖက်တွေအယူထားနေကြတာအများကြီးပဲဘုရားစကားတော့နားမထောင်ပရောဖက်စကားကိုနားထောင်ခြင်းအဲ့ဒီအချိန်တုန်းကပရောဖက်အဖြစ်နဲ့ဘုရားကစကားပြောတာဖြစ်တယ်အဲ့ပရောဖက်ကဘာပြောလဲအိုယောရှဖတ်မင်းကြီးနဲ့ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့နားထောင်ကြလောထာဝရဘုရားမိန့်တော်မူသည်ကထိုအလုံးကြီးကြောင့်မကြောက်ကြနဲ့စိတ်မပြတ်ကြနဲ့စစ်မှုသည်တင်တို့တာမဟုတ်ဖယားခင်တာဖြစ်ဟာလေလုယာဒီနေ့ကျွန်တော်တို့ကိုတိုက်ခိုက်ဖို့လာလဲစာဘာကဘာနဲ့ပဲလာအဲ့ဒါကိုပြန်တိုက်ဖို့မစင်စားပါနဲ့ဖယားကိုအပ်ဖို့ပဲစဉ်းစားပါစစ်မှုကကျွန်တော်တို့တာမဟုတ်ဘူးဖယားသားသမီးကစစ်တိုက်စရာအကြောင်းမရှိဖယားသခင်ကိုယ်တိုင်ရှင်းတဲ့ဖယားဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကယုံကြည်ခြင်းနဲ့သူ့ထံကိုအနံဖို့ပဲလို့ဒီမှာရှင်းလေးပဲစစ်မှုသည်တင်တို့တာမဟုတ်ဖယားခင်တာဖြစ်19နဲ့18ကိုဆက်ကြည့်ရင်တို့ရတွင်အိုယူဒပြည်သူယေရုရှလင်မြို့သားတို့တင်တို့သည်စစ်တိုက်စရာအကြောင်းမရှိသည်ဖြစ်၍တည်ကြည်စွာမတ်တက်နေတဲ့ထာဝရဘုရားကယ်တင်တော်မူခြင်းကျေးဇူးကိုကြည်ရှုကြလောမကြောက်ကြနှင့်စိတ်မပြတ်ကြနှင့်နက်ပြန်လေးချီသွားလောထာဝရဘုရားသည်တင်တို့နှင့်တူရှိတော်မူလိမ့်မည်ဟုမွဲ့ဆို၏စစ်တိုက်စရာမလိုဘူးလို့လည်းပြောတယ်နော်နက်ပြန်လေးမှာချီသွားပါတဲ့
ဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်နဲ့ဒီကျမ်းစာတွေဖိုင်နားလည်မှာမဟုတ်ဖခင်ကလည်းစက်တိုက်စရာမလိုမှတော့တခါလဲရှင်းပလိုက်ပါလားမဟုတ်ဘူးသွားခိုင်းသေးတယ်ကြောက်လို့မတိုက်ပါဘူးဆိုမှတိုက်စရာမလိုဘူးတဲ့ဒါပေမဲ့သွားရမယ်ရန်သူကိုရင်ဆိုင်ရမယ်ဖခင်သားသမီးမှာကြောက်စရာအကြောင်းမရှိဘူးဖခင်ပြောတဲ့စကားအတိုင်းပဲသွားဖို့မင်းတို့တိုက်စရာမလိုဘူးတဲ့ဒါပေမဲ့အဲ့ဒီရန်သူရှိတဲ့နေရာကိုမင်းတို့ခြေတက်ရမယ်လို့ပြောတယ်မကြောက်နဲ့စိတ်မပြည့်နဲ့နဲ့ပြန်နေခြိသွားကြလို့ထာဝရဘုရားဒီတင်းတို့နဲ့တူရှိတော်မူယူဝတ်ဆို၏ဘုရားသခင်တင်းနဲ့ရှိလားမရှိလားဆိုတာတင်းယုံကြည်ခြင်းနဲ့လှမ်းမှတင်းဘုရားတင်းနဲ့တွားလားမတွားလားသင်သိရမှာလေအိမ်ကနေပဲထိုင်ဆုတောင်းနေလို့မရဘူးလေဘုရားသခင်ကလူကိုနီးမျိုးပေါင်းစုံနဲ့စုံစမ်းတယ်ပို့ဆောင်တယ်ကွဲကားတယ်လမ်းပြတယ်ကောင်းချီးပေးတယ်ဘုရားရှင်ဖြစ်တယ်အခန်းငယ်18မှာယောရှဖတ်သည်တဲ့မြေပေါ်မှာဥချ၍ယူဒပြည်သူယေရုရှလင်မြို့သားအပေါင်းတို့သည်ထာဝရဘုရားရှိတော်၌ပြတ်ဝတ်လျက်ထာဝရဘုရားကိုကိုးကွယ်ကြ။ရှင်မကြီးကိုယ်တိုင်ကမြေပေါ်မှာဥချပြီးတော့မှထိုဘုရားကိုပြတ်ဝတ်ပြီးကိုးကွယ်တာဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ကတော့အရန်တိုးတက်တဲ့ခေတ်မှာဘုရားဘယ်လိုကိုးကွယ်ကြလဲ။တခြားဘာသာတွေကသူတို့ဘုရားလက်နဲ့လုပ်တယ်လို့ပြောပြီးအဲ့ဒီဘုရားကိုသွားတယ်ဖနှက်ကျွတ်တယ်။လက်အုပ်ချီတယ်။ကျွန်တော်အသက်ရှင်တဲ့ဘုရားဟာလေလုယာဆိုပြီးဘယ်လိုကိုးကွယ်နေကြလဲ။ဆောက်တော်ကြီးထိုင်လို့ထိုင်တယ်ဘုရားနှလုံးသားနဲ့ကိုယ်ကိုယ်လိုရတာပဲဆိုတော့မယုံမသိကျွန်တော်လုပ်နေတာဒီမှာရှင်ဘုရင်ကိုယ်တိုင်ကပြတ်ဝတ်တာယူသေးတယ်လေးစားတယ်ဒီမှာဘေကြီးပေါ်မှာသူတို့ပြတ်ဝတ်လျက်ထာဝရဘုရားကိုကိုးကွယ်ကြ၏ပြီးတော့မှပြောတဲ့အတိုင်းပဲကြောက်တယ်ဒါပေမဲ့သွားခိုင်းနေတယ်ဟိုသူတို့သွားတယ်အခန်းငယ်20ကနေ21မှာနက်ပြန်နဲ့စောစောထား၍တေကောတော်သို့ထွက်သွားကြ၏သွားကြစဉ်တွင်သွားနေရင်နဲ့အမတန်ဘုရားကိုချစ်တဲ့ရှင်ဘုရင်ကယောရှဖတ်သည်ရက်၍အိုယူဒပြည်သူယေရုရှလင်မြို့သားတို့နားထောင်ကြလောသူပြောစရာရှိတာကိုသူပြောတယ်တင်တို့ဘုရားသခင်ကိုယုံကြည်ကြလောတို့ပြုလင်တည်ကြည်ကြလိမ့်မည်တွားနေရင်မင်းတို့ဘုရားကိုပဲယုံမင်းတို့တည်ကြည်မယ်တဘောကငြိမ်သက်ခြင်းခံစားရမယ်လို့ပြောတာဖြစ်တယ်ပရောဖက်တော်တို့ကိုယုံကြလောတို့ပြုလင်အောင်မြင်ကြလိမ့်မည်ဟုမိန့်တော်မူ၏ဘုရားကိုယုံရင်မင်းတို့ညင်ဝတ်ခြင်းခံစားရမယ်ပရောဖက်တွေကိုယုံရင်မင်းတို့အောင်မြင်မယ်တဲ့အခုအချိန်ကာလမှာဘုရားကိုယုံရင်တင်ငြိမ်သက်ခြင်းခံစားရမယ်ပရောဖက်ဆိုတဲ့တမန်တရားကိုတင်ယုံရင်တင်အောင်မြင်မှာဖြစ်တယ်ဘုရားသခင်ကပရောဖက်နဲ့စကားပြောတော့လူတိုင်းကိုနှုတ်ကပတ်တော်အပြင်ဝိညာဉ်တော်အပြင်စကားပြောနေတဲ့ကာလဖြစ်တယ်ထိုဘုရားနာမတော်ရဲ့ဘုန်းကြီးပါစေဒါကြောင့်မလို့ဘသူမှအပြစ်ပြောစရာလည်းမလိုဘဝင်မြင့်စရာလည်းမလိုစိတ်တကြအားငယ်စရာလည်းမလိုပုံမှန်လေးဘုရားပေးတဲ့ကျမ်းစာဒီထဲမှာရှိတယ်ဒီကျမ်းစာကိုဖတ်ဒါဘုရားစကားဆိုတော့ကိုယုံပြီးတော့မှငါ့ကိုဒီကျမ်းစာကဘာပြောနေတာလဲအဲ့ဒီကျမ်းစာကိုသင်ယုံရင်သင်ဟာအောင်မြင်တဲ့လူဖြစ်မှာဖြစ်တယ်တမန်ကျမ်းစာကိုယုံပါလို့ပြောရအောင်တယောက်နဲ့တယောက်နဲ့တမန်ကျမ်းစာကိုယုံပါသင်ဟာအောင်မြင်တဲ့လူဖြစ်မယ်လို့ထပ်ပြောရအောင်သင်ဟာအောင်မြင်တဲ့လူဖြစ်တယ်ဘုရားသခင်ကိုယုံပါလို့ထပ်ပြောရအောင်ဘုရားသခင်ကိုယုံပါသင်ဟာတည်ကြည်တဲ့လူဖြစ်မှာဖြစ်တယ်သင်ဟာတည်ကြည်တဲ့လူဖြစ်မှာဟာလေလုယာဒီနေ့ဘုရားသခင်ကကျွန်တော်တို့အဲ့ဒီခွင့်ရေးပေးထားတယ်နော်ကျွန်တော်တို့လာထိုင်နားတောင်းပြီးပြန်တော့မို့သင်မှာခွင့်ရေးကိုဘုရားကသင်ကိုယ်တိုင်ကိုပေးထားပြီးသားဖြစ်တယ်အဲ့ဒီဘုရားကိုသင်ယုံရင်သင်ဟာညင်ဝတ်တဲ့လူတည်ကြည်တဲ့လူရောက်ရခတ်တဲ့လူမဟုတ်တော့ဘူးပြီးတော့မှသင်ရဲ့ဘုရားရဲ့စကားနှုတ်ထွက်စကားတမန်တရားကိုသင်ယုံရင်သင်ဟာအောင်မြင်တဲ့လူဖြစ်မှာဖြစ်တယ်ဆာလံသူ့ဘာသူဘာကြီးပဲလို့လုပ်ပါလေစေအဲ့ဒါကိုလိုက်နားထောင်မနေနဲ့အဲ့ဒါဒီရှက်ဆောင်နားထောင်ရင်အဲ့ဒီအတန်နဲ့ကျွန်တော်တို့ကိုရောက်လာလိမ့်မယ်ကိုကဘုရားနဲ့သွားပါဘုရားကိုယုံပါသင်ဟာတည်ကြည်တဲ့လူဖြစ်မယ်နှုတ်ကပတ်တော်ဘုရားစကားကိုယုံပါသင်ဟာအောင်မြင်တဲ့လူဖြစ်လာမှာဖြစ်ပါတယ်ယောရှဖတ်ကယူဒပြည်သူယေရုရှလင်မြို့သားတို့နားထောင်ကြလောတင်တို့၏ဘုရားသခင်ကိုယုံကြည်ကြလောတို့ပြုလင်တည်ကြည်ကြလိမ့်မည်ပရောဖက်တော်တို့ကိုယုံကြလောတို့ပြုလင်အောင်မြင်ကြလိမ့်မည်ဟုမိန့်တော်မူ၏ပြီးတော့မှလူများနဲ့တိုင်ပင်ပြီးမှသူ့သဘောနဲ့သူမလုပ်ဘူးလူတွေနဲ့တိုင်ပင်နေညှိနေအတူတူကဆုတောင်းကြတယ်အဆန်းရှောင်းတယ်ဒီလိုသွားတာလူများနဲ့တိုင်ပင်ပြီးမှထာဝရဘုရား၏ဂရုဏာတော်သည်အစဉ်မြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလောဟုတက်ရှိမှချီးသွားလျက်ထိုဘုရားနာမကိုချီးမွမ်းခိုင်းသူတို့မအောင်မြင်သေးဘူးနော်ရန်သူတွေရှိမရောက်သေးဘူးနော်သွားနေလို့မရှိသေးတယ်နော်အဲ့ဒီဘုရားနာမကိုသူတို့ချီးမွမ်းတယ်ပြီးတော့မှအဲ့ဒီချီးမွမ်းခြင်းတခြင်းတွေကိုစစ်တပ်ရဲ့အရှိမသွားခိုင်းတာဖြစ်တယ်စစ်တပ်တာနဲ့တခြင်းတွေနဲ့ပါဆိုင်လေဒီ praise and worship ကိုစစ်တပ်တဲ့အရှိမသွားခိုင်းတယ်သွားရဲပါမလားဘာလို့သွားရမှာလဲယေရှုနာမနဲ့သွား
praise and worship ကိုဘုရားကောင်းကြီးပေးတာဖြစ်တယ် hallelujah praise and worship ကယန္တုကိုတိုက်ခိုက်ဖို့ဘုရားကချီးမွမ်းခြင်းတဲ့မှာတကိုးကိုသွင်းပေးတဲ့ဘုရားရှင်ဖြစ်တယ်ဒီမှာဒူများနဲ့တိုင်ပြီးဘုရားသခင်ဂယုဏတော်သည်အစဉ်မြဲတည်သောကြောင့်ဂုံကျေးဇူးတော်ကိုချီးမွမ်းကြလို့တက်ရှိမှချီးသွားလေတန်ရှင်းခြင်းအတရေကိုချီးမွမ်းရသောတိချင်းတဲ့တို့ကိုထာဝရဘုရားဖို့ခံထားတော်မူ၏တဲ့စစ်တိုက်ရမယ့်လူတွေရဲ့အရှိမဘုရားကစစ်တိုက်စရာမလိုဘူးလို့ပြောထားတဲ့အတွက်ကြောင့်မလို့စစ်တိုက်မဲ့လူတွေအရှိမချီးမွမ်းခြင်းတချင်းတဲ့တွေကိုထားတာဖြစ်တယ်အခန်းငယ်20အစပိုင်းလေးမှာထိုသူတို့သည်ချီးမွမ်းရာတခြင်းကိုစိုးစားပြုကြသောအခါဟာလေလုယာသင်ချီးမွမ်းခြင်းတခြင်းကိုမစိုးမခြင်းဘုရားအလုံးလို့မရအောင်သင်ဘုရားနာမကိုစပြီးချီးမွမ်းလိုက်တဲ့ဘုရားကိုတင့်ထဲကနေစီးချော်မှာဖြစ်တယ်ဟာလေလုယာချီးမွမ်းခြင်းတခြင်းကိုစိုးစားပြုသောအခါတဲ့စပြီးတော့မှထိုဘုရားနာမကိုချီးမွမ်းလိုက်တာနဲ့ဘုရားမလုပ်လဲဖတ်ကြည့်အဲ့ဒီရန်သူတွေကအချင်းချင်းတိုက်ပြီးတော့မှတယောက်မှမကျွင်းဘူးအားလုံးမြေပေါ်မှာလဲနေလို့ရေးထားပါတယ်ဘာမှလုပ်ဆရာမလို့ထာဝရဘုရားကိုချီးမွမ်းလိုက်တဲ့ရန်သူတွေကိုဘုရားကရှင်းတာဖြစ်တယ်တင်စပြီးချီးမွမ်းလိုက်တဲ့တင်အခုကြုံရတဲ့မကြားမှာခြင်းအနှောက်အယှက်တင့်ထံကထွက်သွားမှာဖြစ်တယ်ဟာလေလုယာတင်အပြစ်တင်နေတော့တင့်ထဲမှာပျော်ပျော်ကြီးနေမှာပဲတင်ထာဝရဘုရားကိုချီးမွမ်းနားလေသည်ဖြစ်စေနားမလေသည်ကျေးဇူးတင်တယ်ကိုတော့ကျေးဇူးတင်တယ်အခုခေါင်းကြိုက်တယ်တို့ရတယ်ကျေးဇူးတယ်အဲ့ဒီခေါင်းကြိုက်ခြင်းကိုတော့ယူပြတော့မှာဖြစ်လို့ကျေးဇူးတင်တယ်ဟာလေလုယာကျေးဇူးတင်တယ်ကျေးဇူးတင်ကျေးဇူးနဲ့သင်ချီးမွမ်းရင်ချီးမွမ်းခြင်းတိချင်းကိုစိုးစားပြုတဲ့အခါမှာဘုရားသခင်တကူအောင်အဝယ်စီစဉ်တာဖြစ်တယ်ချီးမွမ်းခြင်းတကူကိုချီးမွမ်းတဲ့အချိန်မှာဘုရားကစီစဉ်စေတာဖြစ်ပါတယ်အခန်းငယ်24ကနေ25ကိုကြည့်တဲ့အခါမှာယူဒလူတို့သည်တော၌ရှိသောကင်းမျောစင်တို့ရောက်၍သူတို့ချီးမွမ်းရင်းနဲ့အဲ့ဒီရန်သူတွေရှိတဲ့နေရာကိုရောက်သွားတဲ့အခါမှာထိုအလုံးရင်းကြီးကိုကြည့်ရှုသောအခါထိုလူအပေါင်းတို့သည်တယောက်မျှမလွတ်မြေပေါ်မှာလဲသောအသေးကောင်ဖြစ်ကြ၏ဘုရားရှင်နာမတော်ရင်ဘုန်းကြီးပါစေအော်ဝယ်မှုကိုပြုနိုင်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကတော့ရန်သူတွေအဲ့လိုအတုံးယုံသေးသွားတာတော့သဘောကျတယ်ဘုရားကိုချီးမွမ်းဖို့ကြတော့ကျွန်တော်ကဝင်လေးနေရင်တော့ဒါတွေမြင်ရမှာမဟုတ်ဘူးကျူးကျူးလေးပဲဘုရားစကားကိုနားတော်နားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေကိုရောယေရှုတင်တယ်ယေရှုတင်တယ်ယေရှုတင်တယ်ဒီလိုမျိုးရိုးရိုးလေးပဲသူသွားတဲ့ခါမှာတယောက်မျှမလို့တဲ့တယောက်မှမကြံဘူးနော်အေရုံပင်လေကြီးကိုဖြတ်ပြီးတော့မှအနောက်ကအေဂုတ်တို့စစ်တပ်ကြီးကလိုက်လာဣသီလလူမျိုးတို့ကိုလမ်းပေါ်ပြီးဘုရားကူးခိုင်းတဲ့အခါမှာသူတို့အနောက်ကနေလိုက်လာတဲ့အေဂုတ်တို့စစ်တပ်ကြီးကတယောက်မှမလွတ်ဘူးနော်ဒီနေ့ကျွန်တော်တို့အဲ့ဒီဘုရားကိုကိုးကွယ်တာပါပေါ်ပေါ်စတာလေးတက်မရှင်စေခြင်းဘူးကိုယ့်ရဲ့တက်တာထဲမှာအဲ့ဒီဘုရားကိုယာနှုံးပြည့်နေရပြီးသင်ယာနှုံးပြည့်ကောင်းကြီးခံစားမှာဖြစ်တယ်သင်ကိုနှောက်ယှက်ဖို့လာတဲ့စာတာမန်ရဲ့လုပ်ရတဲ့ထဲမှာကောင်းကြီးမင်္ဂလာတကားတွေပွင့်လာမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီရန်သူတွေကသူတို့ကိုတိုက်ဖို့လာတာပါအခုတယောက်မှမလွတ်ဘူးကြည့်အောင်ယောရှဖတ်နဲ့သူလူတို့ဒီရန်သူတို့ဥစ္စာကိုလူယူစေခြင်းကလာကြသောအခါအသေးကောင်တို့၌များစွာသောဥစ္စာအဖိုးထိုက်သောတစားတို့ကိုတွေ့တဲ့ဖြင့်ထမ်း၍မတွားနိုင်အောင်ချွတ်ယူကြ၏လက်ရဥစ္စာအလွန်များသောကြောင့်3ရက်ပတ်လုံးလူယူထုတ်ထားလျက်နေကြ၏ဒီနေ့မှာလူယူလို့ဘာလို့ရေးထားလဲကွက်သေးနေပြီလေဘာလူပြရှိလဲကျွန်တော်နားလဲတော့အချင်းချင်းလူကငါအရင်မြင်တာသူအရင်မြင်တာနင်အခုမှထွက်လာဟိုမှာသေနေပါပြီဆိုမှလူနေတာကျွန်တော်အခုလဲဒီလိုပဲလူနေရလေဖခင်ကသူ့နေရာနဲ့သူထားရမဟုတ်ဘူးဒါငါနေရာနဲ့နေရာနေရဘာလို့ဒီမှာပါတာနေရဖခင်ကောင်းကြီးပေးလို့မရဘာလို့လူရက်နေလို့လေဒီမှာလဲရှင်းရှင်းလေးပဲရန်သူရဲ့ဥစ္စာကိုလူယူခြင်းကလာကြတော့ခါတဲ့တည်သွားပြီဘုရားရှင်းလိုက်ပြီဘုရားကဒီလိုပဲရှင်းလိုက်တာနေရတင်ငါရှင်းပေးပြီနော်အဲ့လောက်မဟုတ်ဘူးနော်ကောင်းကြီးတွေပါပယ်လာပေးတဲ့ဘုရားဖြစ်တယ်အဲ့ဒီကောင်းကြီးက3ရက်တီတီထားလို့မဝနိုင်အောင်လို့မရနိုင်အောင်လို့ဘုရားကောင်းကြီးပေးတာဖြစ်တယ်ကျွန်တော်ဒီနေ့ကျွန်တော်ကိုယ်ကတည်းကဘုရားကောင်းကြီးပေးရင်မစွတ်မပုတ်ကောင်းကြီးပေးတဲ့ဘုရားမဟုတ်ဘူးပေတျုကိုငါးရီမိစေတော့ဖင်းစင်ဒီလူမတက်လို့ရေးထားတာကျွန်တော်တွေ့ရမှာဖြစ်တယ်ငါးရီတကောင်ပဲမဟုတ်ဘူးသူ့လေတော့ဘေးကလေတော့မှ2စင်ပြေးလျက်ရှာလျက်သိပ်လျက်ပေးတဲ့ဘုရားရှင်ဖြစ်တယ်ဒီမှာလဲသူတို့3ရက်လုံးလူယူတယ်သူတို့အချင်းချင်းဝေစုမတည့်ဘူးဖြစ်နေတယ်ဘုရားကောင်းကြီးရမ်းများလာရင်ဝေစုတဲ့စရာမလိုဘူးမတဲ့စရာလည်းမလိုဘူးယေရှုတော်ချီးမွမ်းပြီးကိုယ်ဘုရားပေးတဲ့အရာအတွက်ကို
ထိုဘုရားနာမထဲမှာဝင်ခံရင်ချီးမွမ်းဖို့ तू ကဘယ်လောက်ကြလဲငါဘယ်လောက်အဲ့ဒါလျှောက်တိုင်းတာကြမလို့အဲ့ဒါဆိုဒီစုံစမ်းခြင်းကထွက်သွားမှာမဟုတ်ဘူးဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ကိုဘုရားကနီးမျိုးပေါင်းစုံနဲ့တွင်တင်တယ်ကျွန်တော်တို့မကြိုက်ဘူးဒီစုံစမ်းခြင်းနဲ့အနှောက်အယှက်ရန်သူတွေဆရာကတော့တိုက်ခိုက်မှာပဲဘလူကိုဘလို့မျိုးရမလို့ तू ကချောင်းနေတယ်ချောင်းပါစေကျွန်တော်တို့ကသူ့ကိုတိုက်ခိုက်ဖို့စဉ်းစားတဲ့ဘုရားနာမကိုချီးမွမ်းဖို့စဉ်းစားပါသင်ဘုရားနာမကိုချီးမွမ်းတတ်လာရင်အဲ့ဒီတိုက်ခိုက်တဲ့ရန်သူတွေကသင်အတွက်ကောင်းကြီးကိုတည်လာတဲ့လူတွေဖြစ်လာတယ်ဟာလေလုယာကျွန်တော်သက်တာအထဲမှာကျွန်တော်နားမလည်မှုတွေခုမြန်မာနိုင်ငံဘာလို့ကြက်တီးလဲဘာလို့ခက်ခဲလဲဘုရားကြီးကျွန်တော်တို့ကိုကောင်းကြီးပေးချင်လို့ဖြစ်တယ်ဘာလို့ဒုက္ခဆင်းရဲရောက်တာလဲဘာလို့ကင်ဆာယောဂဖြစ်တာလဲဘာလို့ဖန်ဆီးခြင်းခံရတာလဲသင်ကိုဘုရားကောင်းကြီးပေးချင်လို့ဖြစ်တယ်ကျွန်တော်အားဖြင့်ဘုရားဘုရားထင်ရှားသည်လို့ဖြစ်တယ်ဘုရားခင်ကောင်းကြီးကရန်သူတွေထဲမှာပင်ဘုရားခင်သည်သူချစ်တဲ့သားသမီးတွေကိုကောင်းကြီးကိုတည်စေတဲ့ဘုရားရှင်ဖြစ်တယ်ဒါကြောင့်မလို့ယုံကြည်စွာဆုတောင်းကိုးကွယ်ပြီးတော့မှချီးမွမ်းခြင်းကိုရှေ့တန်းတင်တဲ့အခါထိုဘုရားနာမကိုတည်တည်ပြည့်စုံမတည်တည်ပြည့်နားလေတဲ့နားလေအိုးကိုကျေးဇူးတင်တယ်လို့ချီးမွမ်းတဲ့အခါမှာရန်သူအားဖြင့်ကောင်းကြီးပေးတဲ့ဘုရားကယေရှုခရစ်တော်ဘုရားဖြစ်တယ်ဟာလေလုယာကျွန်တော်ရန်သူလို့ထင်တဲ့လူကကျွန်တော်တို့ကိုတိုက်ခိုက်လို့မရဘူးเนาะကျွန်တော်ကောင်းကြီးကိုတည်လာတဲ့လူဖြစ်နေတယ်ယူဇူလေးပဲဒီမှာကျောင်းသားတွေမှာဒီလိုဟာတွေအများကြီးပဲရှိပါတယ်ခက်ခဲမှုတွေအားဖြင့်ကျွန်တော်တို့ကိုရင့်ကျက်စေတယ်ကျွန်တော်မကြိုက်ဘူးခက်ခဲတွေဒါပေမဲ့ကျွန်တော်တို့ရင့်ကျက်ဖို့ဝိညာဉ်ခွန်အားတိုးဖို့စုံစမ်းခြင်းတွေအားဖြင့်ကျွန်တော်တို့ကိုချီးမြှင့်လိုတဲ့ဘုရားရှင်ဖြစ်တယ်နားမလည်မှုတွေအားဖြင့်ဘုရားဘုန်းတော်ကိုထင်ရှားစေခြင်းနဲ့ဘုရားရှင်ဖြစ်တယ်ယုံကြည်စွာအနံ့ပါကျွန်တော်တို့ယုံကြည်စွာဘုရားလက်ထက်မှာအနံ့ထားပြီးရင်ပြန်ယူလို့မရအောင်နော်ကိုတော့အနံ့ထားပါတယ်ပြန်ပြီးတော့ကိုတော့စိတ်မချဘူးထင်တယ်သူပြန်ယူတော့ကိုပြဿနာကိုရှင်းပေါ့ယုံလို့အပ်တာလေဘာမှပြန်ယူစရာမလိုယုံအပ်ထားလိုက်ဘုရားရှင်အကောင်းဆုံးပြင်ဆင်ပေးလိမ့်မယ်နားမလည်မှုတွေအားဖြင့်ဘုရားဘုန်းတော်ကိုထင်ရှားစေလိုတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကယုံကြည်စွာအနံ့ရမှာဖြစ်တယ်မဖြစ်နိုင်တော့ပါဆိုတဲ့အခြေအနေတွေတိုက်ခတ်ဖို့လာတဲ့ရန်သူတွေအားဖြင့်ကောင်းကြီးမင်္ဂလာကိုဖြစ်စေတဲ့ဘုရားရှင်ဖြစ်တော်မူလေရိုးရိုးလေးယုံကြည်ပြီးတော့မှခိုလုံပူဇာအနံ့ကြည့်ပါမိကိုစွမ်းဉာဏ်စွမ်းခွန်အားနဲ့မဟုတ်ဘဲနဲ့အလိုတော်ကိုဝန်ခံချီးမွမ်းရင်းနဲ့ယုံကြည်စွာဆုတောင်းပါကျေးဇူးတော်တွေကိုရည်တွက်ချီးမွမ်းပြီးတော့မှဘုရားရဲ့ဘုန်းတော်ကိုထင်ရှားစေသောဘုရားခင်အစီကံများဖြစ်နိုင်ကြပါစေရောက်တိုင်းကိုသူပဲပြည့်ရှင်ကောင်းကြီးပေးပါစေ